သင်ဘဝအတွက်အလွန်အရေးကြီးတဲ့အချက်၅ချက်ကိုသိထားပြီးပြီလားမသိသေးရင်တော့ဒီဗီဒီယိုလေးကိုစုံတဲ့အထိကြည့်သွားလိုက်တော့ဒီ၅ချက်ကိုသိထားမယ်ဆိုရင်သင်ဘဝကအခုထက်10ဆပိုကောင်းသွားပါလိမ့်မယ်နံပါတ်1အချိန်စီမံခန့်ခွဲမှုအချိန်ကိုစမတ်စကြဖြစ်အောင်အသုံးပြုဖို့ကြိုးစားကြည့်ပါဒီလိုလုပ်ဖို့အတွက်တစ်နေ့ကို10မိနစ်လောက်သင်လုပ်ရမယ့်အကြောင်းအရာတွေကိုအရင်ဆုံးချရည်ထားလိုက်ပါအရေးကြီးဆုံးဖြစ်မဲ့၃ခုကိုအရင်လုပ်ဖို့တော့လိုအပ်ပါတယ်ဒီတစ်ချက်တည်းနဲ့တင်က90ရာခိုင်နှုန်းသူတွေကိုအမိလိုက်နိုင်တော့မှာဖြစ်တယ်။နံပါတ်1ငွေကြေးစီမံခန့်ခွဲမှုတင်ရရှိတဲ့လစာရဲ့20ရာခိုင်နှုန်းကိုအမြဲတမ်းဖယ်ထားပါ။ဒီနီလန်းလေးကို Pay Yourself First လို့ခေါ်ပါတယ်။ငွေတွေစုဖို့အကောင်းဆုံးနီလန်းတစ်ခုလည်းဖြစ်တယ်။နံပါတ်3ကျန်းမာရေးတစ်နေ့ကိုရေရှည်ခွဲတောက်ဖို့အတွက်မဖြစ်မနေတတိယပါ။ဒီလိုလုပ်ရုံနဲ့တင်းရဲ့ energy level တွေက30ရာခိုင်နှုန်းထိတက်လာလိမ့်မယ်။အသားရည်တွေလည်းကြည်နေလာမယ်။မိန်းကလေးတွေဆိုဘဲကြည်လာပြီးယောက်ျားလေးတွေဆိုကျွန်တော်လိုချောလာပါလိမ့်မယ်။နံပါတ်4စိတ်ချမ်းသာမှုတစ်နေ့ကို9မိနစ်လောက်တင်ကျေးဇူးတင်ရမယ့်အရာတွေကိုတွေးတောကြည့်ပါဒါမှမဟုတ်ချရေးကြည့်ပါဒီလိုလုပ်တာနဲ့တင်းရဲ့ happiness level တွေကတက်လာပြီးတော့စိတ်ပီစီမှုတွေလည်းကြောကျစေပါလိမ့်မယ်နံပါတ်5တင်ယူမှုတစ်ပတ်ကိုတနားရီလောက်အချိန်ပေးပြီးစာအုပ်ဖတ်ပါတစ်နေ့ဆိုရင်တင်းဟာစောင်း50ကိုဖတ်ပြီးသားဖြစ်သွားပါလိမ့်မယ်ဟုတ်ကဲ့ပါကျွန်တော်အခုပြောပြသွားတဲ့အကြောင်းအရာတွေကတော့တင်းရဲ့ဘဝကိုပြောင်းလဲသွားစေမယ့်အလေးချင်းတွေပါပဲဒီ၅ချက်တည်းကဘယ်တစ်ခုကိုတင်းအေးစားလို့ကြည့်မလဲဒါမှမဟုတ်လုံနေပြီဆိုရင်လည်းကွန်မန့်မှာပြောရခဲ့နော်